ရှောင်ရမယ့်တရားနဲ့ဆောင်ရမယ့်တရားတွေကမ္မထံအားထုတ်တဲ့ပုဂ္ဂိုလ်ရဲ့အည်သွေးနဲ့ပတ်သက်ပြီးဒီနေ့ဟောပြမယ်တရားအားထုတ်သောပုဂ္ဂိုလ်ဤစိတ်အည်သွေးပါတယ်လေပြန်ပြောပါဦးဟုတ်ပြီတရားအားထုတ်သောပုဂ္ဂိုလ်ဤစိတ်အည်သွေးတဏှိပြောရင်တရားအားထုတ်တဲ့ပုဂ္ဂိုလ်ဤယောဂီရဲ့စိတ်အည်သွေးပေါ့ဘုရားရှင်ကကမ္မထံအားထုတ်တယ်လို့ဆိုတဲ့ပုဂ္ဂိုလ်ဟာတရားထိုင်ယုံနဲ့မပြီးဘူးတဲ့ဟုတ်လားထိုင်နေယုံနဲ့ပြီးပါမလားအရေးကြီးတာဒီကမ္မထံအာယုံတို့ညှို့ကိုင်းတဲ့အခါမှာမိမိအားထုတ်လာတော့အားထုတ်လာတဲ့သမာဓိရဲ့စွမ်းအားသမာဓိဓာတ်တွေသမာဓိစွမ်းအားလေးတွေထက်သန်လာသောယောဂီပုဂ္ဂိုလ်ဟာစိတ်ဒီစွမ်းရည်လေးတွေစွမ်းအားလေးတွေပြည့်ဝလာတယ်ပေါ့နော်အရေးရှင်းနဲ့ရှိတဲ့စိတ်ဖြစ်လာတယ်စိတ်ဟာအရေးရှင်းပြည့်စုံလာတယ်ပေါ့ဒီတရားဓာတ်တွေမိမိရဲ့စရဏနဲ့ဝိဇ္ဇာဝိဇ္ဇာနဲ့စရဏတွဲပြီးတော့ကျင့်လာတဲ့ပုဂ္ဂိုလ်ခါတည်းရစရဏအားကောင်းပြီးတော့ဝိဇ္ဇာဓာတ်အသိဉာဏ်စွမ်းအားအားနည်းသောပုဂ္ဂိုလ်ကိုဥစွာပြောမယ်မိမိရဲ့စိတ်အည်သွေးဟာဓမ္မထံအာယုံသို့ရှိရှုထင်လာသောအခါသုံးသပ်ဆင်ញင်လို့တွေးထိလာသောယောဂီပုဂ္ဂိုလ်ရဲ့စိတ်သည်ဘုရားအလိုတော်ကြကျင့်လာခဲ့တယ်ဘုရားကသမ္မာတိဘိကဝေဘာဝေထသမ္မာဣတောယတ္တဗုဒ္ဓံပဇာနာတိဘိကဝေသံဃာဘိလမီကိုမျောသွေးကြောင်းညာရှင်သာရှင်သမီးပေါင်းတို့ဘိကဝေဩနာတိသံဃာစိတ်ရကြီးမပြတ်အမျက်မပြတ်လက်ပတ်လက်ချရာကုန်သောတရားဓမ္မပေါင်းတို့ဘေကဝေဩနာတိသံဃာဝေဩကထဲမှာအမျက်မပြတ်လက်ကလှက်ကဩဝေဒိနာဝေဒိတိဝေဒိနဲ့ဆင်နွယ်ကြကုန်လည်းရဲ့ဩခြင်းနာခြင်းသိခြင်းအဆုံးသို့အလိုချိကြကုန်သောခြေသားခြေသမီးအပေါင်းတို့သမာဓိမိမိရဲ့စိတ်ကလေးကိုတည်ငြိမ်ခြင်းဆိုတဲ့သမာဓိအားကိုဘာဝေထဖြစ်ပေကြကုန်သမာဓိကိလေသာအာယုန်တရားတွေစိတ်သုံး၍ကမ္မထံအာယုန်ပေါ်မှစုဆိုင်ပြီးတည်ငြိမ်မှုဆိုတဲ့သမာဓိအားကိုဘာဝေဒစားသုံးကြကုန်လောသမာဓိအားကိုစားကြတယ်နော်သံဃာတကြောင်လုံးမှာကိလေသာတွေကိုစားလာခဲ့ပေါင်းဒီများခဲ့ခြင်းကြောင့်ဒီခြင်းကာလဝဲသမာဓိအားတွေကိုယူပြီးတော့ငုံထားကြသမာဓိအားတွေကိုစုစားကြသမာဓိအင်အားတွေဖြည့်ယူကြသမာဓိဆိုတဲ့စိတ်တည်ငြိမ်မှုကမ္မထံအာယုံတစ်ခုတည်းမှာကမ္မထံအာယုံတစ်ခုတည်းမှာစိတ်ကညှို့ကိုင်းပြီးတော့ရလာသောယောဂီပုဂ္ဂိုလ်သည်စိတ်အည်သွေးလေးတွေကောင်းလာပြီနော်ခန္ဓာကိုယ်ရဲ့ဖြစ်စဉ်ငယ်ကလေးပေါ်မှာတတိလေးကတ်လို့အကဲကပ်ပြီးတော့တည်ငြိမ်အေးချမ်းသောအာယုံလေးဖြင့်ကဲကပ်ပြီးစောင့်ကြည့်လာသောယောဂီပုဂ္ဂိုလ်စိတ်အည်သွေးဟာအိမ်အားလေးတွေပြည့်လာလေတော့ဘာဒီတွေ့လာသလဲလို့မိတော့သမာဟိတောယတ္တဗုဒ္ဓံပဇာနာတိသမာဟိတောသမာဓိတရားတွေဖြစ်လာပြီဆိုရင်ကမ္မထံအာယုံသို့ရှိချူထင်ပြီးတော့အသိတတ်တွေဉာဏ်တတ်တွေထို့တွင်ဉာဏ်စွမ်းလေးတွေပြည့်ဖြိုးလာပြီဆိုရင်ယတ္တဗုဒ္ဓံဟုတ်တိုင်းမှန်စွာယတာဗုဒ္ဓဖြစ်ကိုဖြစ်တိုင်းဖြစ်ကိုအပြစ်တိုင်းအိဋ္ဌကိုအိဋ္ဌအတိုင်းဒုက္ခကိုဒုက္ခတိုင်းအနတ္တကိုအနတ္တတိုင်းဟုတ်တိုင်းမှစွာ
ပဇာနာတိပဇာနာတိပိုင်ပိုင်နိုင်နိုင်ချင်းချင်းလင်းလင်းကိုယ်ကိုယ်တွေ့လာမယ်ဒီကမ္မထံအာယုံတို့ရှေးကျုတင်လုံလဝရိယတင်ပြီးတော့ကျင့်သုံးလာသောယောဂီပုဂ္ဂိုလ်သည်နံပါတ်1စိတ်တည်ငြိမ်မှုဖြစ်လာမယ်။ဘာဖြစ်လာမလဲ။စိတ်ငြိမ်သက်မှုတွေစိတ်တည်ငြိမ်မှုတွေအားကောင်းလာမယ်တဲ့။စိတ်ရကိလေသာအာယုန်နဲ့မဆက်ဆံသောစိတ်လောဘနဲ့ဒေါသနဲ့မောဟနဲ့မာမနာအိဒါမေစရိယဌိနာမိတာဩဒိဉ္စကုကုဇအဝိဇ္ဇာនិဝရဏဆိုတဲ့និဝရဏတရားတို့ဖြင့်ဝေးကွာလာသောစိတ်និဝရဏတရားတွေကိုပြည့်ပယ်လာတဲ့စိတ်ဝိနိဒနာတရားတွေကိုမကန့်ညီအောင်တတိဉာဏ်တို့ဖြင့်သုံးချပြီးတော့ကျင့်သုံးလာသောယောဂီပုဂ္ဂိုလ်ရဲ့စိတ်အည်သွေးတို့သည်တဲ့ကမ္မထံအာယုံတစ်ခုပေါ်မှာပင်လည်းရင်ထင်ရှားရှိနေမယ်။ဘယ်ပေါ်မှာထင်ရှားရှိနေမလဲ။ကမ္မထံအာယုံပေါ်မှာကမ္မထံအာယုံတစ်ခုတည်းပေါ်မှာတည်ငြိမ်သောဣန္ဒြေဖြစ်နေလိမ့်မယ်။မိမိရဲ့စိတ်ဟာအပြင်အာယုံနောက်သို့မလိုက်တော့ဘူး။လော်လီတဲ့စိတ်တွေမရှိတော့ဘူး။လေတိုက်တဲ့တကွန်အလံကဲ့သို့မဖြစ်တော့ဘူး။ဘာဖြစ်လို့လဲမိမိပြုသင်ပြုတိုက်သောပြုလို့တဲ့ပုပ္ပကိစ္စတွေကိုပြုလို့လာခဲ့ပြီပုပ္ပကိစ္စတွေကိုပြုလို့လာခြင်းကမ္မထအာယုံပေါ်မှာကိုယ်နဲ့အသက်မငဲ့ခွက်ပဲလုံလဝရိယတင်ပြီးတော့ကျင့်ကြံပါများအောင်းထုတ်လာတဲ့ယောဂီပုဂ္ဂိုလ်ရဲ့စိတ်ဆွမ်းအားသည်အားလေးတွေဖြစ်လာတော့ကမ္မထစိတ်တစ်ခုတည်းရှိနေတာဟုတ်လားဝတ္တအပရိပူရေသောသီရဏပရိပူရေတိအသုဒ္ဓသီလဒုပညောစိတ်တိခိကနဝိတတိအသုဒ္ဓသီလဒုပညောစိတ်တိခိကနဝိတတိဟောသီလနည်းရင်တော့အဲ့ဒီမှာစိတ်တိလှုပ်ရှားသွားလိမ့်မယ်တဲ့သီလပျက်စီးတဲ့ပုဂ္ဂိုလ်ကကမ္မထအာယုံတော့တင်လို့မတက်ဘူးတဲ့ဒုသီလပုဂ္ဂိုလ်တွေသီလတွေပျက်စီးနေတဲ့ပုဂ္ဂိုလ်ကကမ္မထအာယုံတော့တင်လို့မတက်ဘူးတဲ့အမြဲတမ်းကြံလွင်ပြီးတော့လေတိုက်တဲ့တကွန်အလံကဲ့သို့ဖြစ်နေမယ်တဲ့လျက်ပေါ်လုံလီတဲ့စိတ်တွေအမြဲတမ်းပေါ်နေလိမ့်မယ်တဲ့သမာဓိမရှိတော့စိတ်ပိုင်ရှင်သည်လျက်ပေါ်လုံလီတဲ့စိတ်တောမြောက်လို့ဖြစ်နေလိမ့်မယ်တဲ့တောထဲမှာမြောက်ဟာမငြိမ်သက်တယ်လို့ပဲတောထဲမှာမြောက်သည်မြောက်ကိုကျိုးနဲ့တော့ရှိထားတဲ့လည်းပင်ကိုတန်ကျိုးနဲ့ရှိပင်ညားတော့လဲအဲ့ဒီမြောက်ငြိမ်သလားအမြဲတမ်းလှုပ်ရှားနေတာပဲအမြဲမပြတ်တရားစားအာယုန်နောက်ကိုလိုက်ပြီးမောဟတွေမြဲတဲ့ဖြစ်နေခြင်းကြောင့်တောင်းကြည့်မြောက်ကြည့်ဟိုရောက်ဒီရောက်အမျိုးဟိုပင်ချိတ်တဲ့ဒီပင်ချိတ်တဲ့ဘယ်တော့မှမငြိမ်သလိုပဲတဲ့ကမ္မထအာယုန်တို့ဖြင့်တွေ့ထိခွင့်မရှိတော့ယောဂီပုဂ္ဂိုလ်သမာဓိအရှိန်တတိတိဟုသောအာယုန်နယ်ပယ်ထဲမှာကြာရအောင်ဝရိယတိသောဒုတ်တို့ဖြင့်ကျင်ပန်းများသောမရိုက်တတ်ထားသောစိတ်ဟာအမြဲတမ်းတောင်းကြမ်းနေလိမ့်မယ်တဲ့ဟုတ်တယ်လားစိတ်တွေပြန်လွင်နေစိတ်တွေမှတ်လို့မရဘူးဆိုတာကိရိတာဓာတ်တွေဝင်နေလို့သမာဓိမဖြစ်လို့ဟုတ်တယ်လားစိတ်ကတောင်းတွင်းမြောက်တွင်းတောင်းကြံမြောက်ကြံကြောင်းနေတာမှတ်ကိုမမှတ်ရှင်တော့ဘူးဖြစ်လာတဲ့တခါနဲ့ပြင်းလာတဲ့ဝါဝါသန်းလာတဲ့အဲ့ဒါဘာဓာတ်တွေကိန်းလာလဲဧသာဓာတ်တွေပြင်းတဲ့စိတ်တွေမောဟတွေဝင်လာပြီးအပယ်လေးပုံရောက်မှအကုသိုလ်ကံတတ္တိတွေကိန်းနေပြီသတိထားတော့အဲ့ဒီချိန်မှာချင်းဇောက်ချပြီးမိမိကမ္မထအယဝင်လေထွက်လေကိုပဲတခုတည်းချိန်မှတ်လိုက်တခါတည်းဝင်လေထွက်လေမှတ်လို့မရဝင်လေထွက်လေထိုင်တယ်ထိတယ်သိတယ်ဝင်လေထွက်လေထိုင်တယ်ထိတယ်သိတယ်အဲ့လိုသင်ညာပြောင်းမှဝင်လေထွက်လေကနာသီဝခန္ဓာကထိုင်နေတဲ့ခန္ဓာနဲ့အောက်ကခင်းတဲ့ထိတာကိုလှမ်းသိဝင်လေထွက်လေထိုင်တယ်ထိတယ်သိတယ်အဲ့ဒါလိုမှမှတ်လို့မရလောက်အောင်ထိစိတ်ထဲများတဲ့အိမ်ငိမ်အောင်များလို့ရှိရင်မတ်တရမှတ်လိုက်မတ်တရတဲ့ကမှဟောဝင်လေထွက်လေရက်တယ်ထိတယ်သိတယ်ဝင်လေထွက်လေရက်တယ်ထိတယ်သိတယ်မှဒါမှမဟုတ်ဝင်လေထိသည်ပဲထွက်လေထိသည်ပဲအပြည့်ကြည့်ဒါမှမဟုတ်ဖောင်းတာပင်တဲ့သဘောလေးကြည့်ဒါမှမဟုတ်ဝမ်းပိုက်မှာထောက်ကြည့်ဖြူသေးချဲသေးကိုကြည့်ဒါငယ်လေးကိုထောက်ပြီးတော့ကြည့်တနည်းမှလို့မဲ့တနည်းတင်ညာပြောင်းမှအရေးကြီးတာကယောဂီများသဏ္ဍာန်မှာမှတ်ကွက်ကြိုက်ဖို့အလုပ်တွေကိုယ့်အလုပ်ပဲဟုတ်တယ်လား
ဘယ်ပရိကံပြုတဲ့နေရာမှာပရိကံအာယုံကဝင်လေထိုးဒီပေါ်မှာပဲဆိုင်ဆက်ဝန်ဖောင်းတာပိန်တာဆိုင်ဆက်ချူမှုဆိုင်မှုဆိုင်ဆက်ငယ်ရင်းမှာဆိုင်ဆက်ဒါအဓိကမဟုတ်ဘူးယောဂီများရဲ့ဝင်လေထိုးလိုက်တာတရားမဟုတ်ဘူးပေါင်းတာပိန်တာတရားမဟုတ်ဘူးချူမှုဆိုင်မှုတရားမဟုတ်ငယ်တဲ့တရားမဟုတ်ဘူးဒါကပရိကံပြုတာတမာတိအာယုံယူတာတမာတိပြောတော့စိတ်ကိုတည်ငြိမ်အောင်ပြင်တာဟုတ်တယ်လားတရားဆိုတာဝင်လေလေးပေါ်ပြီးဖြတ်သူချုပ်ပြောင်းသွားလိုက်ဆွဲလေစားတို့ပေါ်ချုပ်ပြောင်းသွားလိုက်ဒါကိုချုပ်ပြောင်းပစ္စည်းမှုသဘောကိုမြင်မှတရားဖြစ်လာဖောင်းတာလေးပေါ်လိုက်ဖြတ်နေချုပ်ပြောင်းသွားလိုက်ပိန်တာလေးပေါ်လိုက်ချုပ်ပြောင်းသွားလိုက်ဖောင်းတာလည်းဖောင်းသည်ပဲပိန်တာပိန်သည်ပြောင်းသွားသူဖောင်းပြီးတရေကြီးတည်နဲ့ချုပ်ပြချုပ်လိုက်ပေါ်လိုက်ချုပ်လိုက်ပေါ်လိုက်သဘောကိုမြင်မယ်တရားဖြစ်ချိုးစိတ်ကြတဲ့ချိုးစိတ်လေးပေါ်လိုက်ပြောင်းလိုက်ခြိုက်စိတ်လေးပေါ်လိုက်ချုပ်လိုက်ဒေးပေါ်လိုက်ချုပ်လိုက်ပေါ်လိုက်ချုပ်လိုက်ပေါ်လိုက်ဖြစ်လိုက်ပဲသဘောလေးကိုဒါမှတရားဖြစ်တယ်တရားဖြစ်အောင်မှတ်နိုင်မှတရားဖြစ်တယ်နော်ဒါကြောင့်မလို့စိတ်အည်သွေးကောင်းပါစေဘုန်းကြီးပြောခဲ့ပြီးပြီအည်သွေးကောင်းတဲ့စိတ်ဖြစ်ဖို့အတွင်အည်ရှင်းနဲ့ပြည့်စုံလာအောင်စိတ်ကိုပြင်ရတယ်နော်တဏှိတွေးယုံကြမ်းမဆုံးအာကုန်ခံ၍မငင်းနဲ့ဒီနည်းသာတွေ့တဲ့ဒါလည်းမှန်တယ်နောက်နည်းမဟုတ်ဘူးဟိုနည်းတို့နည်းလည်းမဟုတ်ဘူးလို့ခြောက်ပြီးတော့နည်းတွေမဆွဲနဲ့နည်းဆွဲသည့်အဓိကမဟုတ်ဘူးရှုွက်သည့်အဓိကရှုွက်နဲ့ရှုခြင်းကိုင်းဖို့သည့်အဓိကနော်ဒီမှတ်မှုနဲ့မတ်စီယာနဲ့မှတ်နေတာကိုက်ဖို့တဲ့အဓိကယောဂီတို့ဒါကြောင့်မို့လို့အစွဲတွေမတန်ပါနဲ့အစွဲတဲ့ဒါဘာနီလို့သွားပြီးတော့မစွဲပါနဲ့အဲ့ဒီအစွဲကြောင့်မညာဖို့ညာမပေါ်တာနော်။အိုနီးဆွဲဒီနီးဆွဲအဲ့ဒီအစွဲတွေကမေတ္တာဖို့တာလို့ပဲဟုတ်တယ်လား။အော်မြတ်စွာဘုရားပြင်းမိန်တော်မူတဲ့တရားပဲထင်ရှားပေါ်ရရှိမှတာခေါ်ပါဝိပဿနာဘယ်နေရာကထင်ရှားတခါတည်းဟတ္တယထင်ရှားတဲ့ဒိဋ္ဌိထင်ရှားမှဒါဝမ်းမိုက်တဲ့ဝမ်းဘက်ကောမှဓမ္မဝနာသီးပြမှာကအာတခါနဲ့ငယ်လေးကောက်မှတခါတည်းထင်ရှားသောနေရာကိုမှတ်အရေးကြီးတာမှတ်ွက်ထင်ဖို့တည်လို့တယ်နော်ဟုတ်ပြီဒီတော့မိမိရဲ့စိတ်စဉ်ဒီကမ္မထံအာယုံပေါ်မှာစူးစိုက်နေဖို့လို့ကမ္မထံအာယုံပေါ်မှာမိမိစိတ်ကလေးကအငဲကံပြီးတော့စောင့်ကြည့်ထားဖို့လိုရတယ်စောင့်ကြည့်ထားရတော့အကြည့်ကံအာယုံကမ္မထံအာယုံသည်တစ်ခုချင်းတို့ထင်ရှားနေတယ်တခုချင်းတို့ထင်ရှားနေတာကခန္ဓာထင်ရှားမှုသဘောတက်ကလေးကိုဉာဏ်နဲ့ကပ်လို့ကြည့်နေတာလေးကဉာဏ်ခန္ဓာနဲ့ဉာဏ်ဘာနဲ့ပါလိအဲ့လိုခန္ဓာအကြည့်ပေါ်မှာဉာဏ်အသိနဲ့ကြိုက်ထားနိုင်လို့ရှိရင်ယောဂီပုဂ္ဂိုလ်ကတရားဖြစ်လာလိမ့်မယ်ဟုတ်တယ်နော်ပြန်လို့လည်းစိတ်လေးလည်းတည်ငြိမ်လာလိမ့်မယ်ပြန်လို့ရင်ပြန်မှပြတင်ညာပြောင်းမှပြီးတခါတည်းဘယ်လိုမှမရဘူးဆိုမျက်စိလေးနဲ့ဖွင့်ထားလိုက်မျက်စိဝင်ပြီးတော့စိတ်ကိုနာသီပြလေးမှာဝင်လေထီသည်ထွဲလေထီသည်ကိုသင်ညာပြောင်းမှပြီးတက်တိုင်းမှပြီးဒါမှမဝင်လေတနေ့3 4 5ထွဲလေတနေ့3 4 5သင်ညာပြောင်းမှလည်းကရဏနီအပြင်မှဖုဒနာနဲ့ဝင်လေထီတာလည်းသိထွဲလေထီတာလည်းသိဖုဒနာနီအပြင်မှဖုဒနာနီအပြင်မှလို့မရလေအကရဏသင်ညာနီအပြင်ကရဏနီအပြင်မှတခါတည်းဝင်လေတနေ့3 4 5ထွဲလေတနေ့3 4 5ဝင်လေတနေ့3 4 5အချက်30မှအဲ့လိုမနိုင်ဘူးဆိုရင်ဝင်လေထွက်လေတက်ဝင်လေထွက်လေနဲ့ဝင်လေထွက်လေ3ဝင်ထွက်လေအချက်30ဒီမှလိုက်30ပြီးနောက်တစ်ချက်ကပြန်စ30ပြီးတက်ကပြန်စအဲ့တော့အချက်30သို့တယ်မှရင်စိတ်ဟာအည်သွေးလေးကောင်းလာလိမ့်မယ်စိတ်တည်ငြိမ်မှုရလာပြီတမာတိကိုအမိပြုလာသောစိတ်တမာတိကိုမှီရသောစိတ်ဟာအေးချမ်းတယ်နော်တည်ငြိမ်မှုဖြစ်လာတယ်နော်အဲ့ဒီတော့ဝိပဿနာအာယုံမှတ်လို့အာမရှိသေးတဲ့အခါမှာဝေဒနာလေးပေါ်လာတယ်ကျင်တာလေးပေါ်ရင်ကျင်နေပါလားဖောက်ပြန်နေပါဘောလားဖောက်ပြန်နေပါလားမှဒါမှမဟုတ်ရင်ကျင်လို့ကျင်တယ်5ချက်6ချက်လောက်မှပြီးစိတ်ကိုနာသီးပြမှာပြန်ကပ်ထုံလိုက်ပေါ့ထုံတယ်3ချက်လောက်မှပြီးတော့စိတ်ကိုနာသီးပြပြန်ကပ်အဲ့ဒီမှာသွားပြီးတော့အကြာကြီးကပ်မနေနဲ့နော်ဝုလကမ္မဋ္ဌာန်းကိုပြန်ကောက်ပေးထုံတာလေးပေါ်ကျင်တာလေးပေါ်ကြိုက်တာလေးပေါ်ခိုင်းတာလေးပေါ်အောင်းတာလေးပေါ်ရတာလေးပေါ်ရလို့ချင်းရရတယ်မှတ်ချင်းမှလူရင်းကတော့ဖောက်ပြန်နေပါဘောလားဖောက်ပြန်နေတဲ့ခန္ဓာဖောက်ပြန်နေပါဘောလားဖောက်ပြန်နေပါဘောလားဖောက်ပြန်နေပါဘောလားရတာဆိုတာလည်းပြညတ်ရတဲ့ထုံတဲ့ကျင်တဲ့ကြိုက်တဲ့ကဲတဲ့ဆိုတာအသုံးလုံးကပြညတ်တော့ဖောက်ပြန်နေပါဘောလားရတာလေးတော့ရတယ်မမှန်နဲ့ဖောက်ပြန်နေပါဘောလားဖောက်ပြန်နေတဲ့ခန္ဓာဖောက်ပြန်နေပါဘောလားမကုတ်နဲ့မချွိနဲ့မပြောင်းနဲ့ခန္ဓာကနာကျင်ကြိုက်ခဲ့တဲ့ဝေဒနာတွေကိုလှုပ်ဖို့စိတ်တွေပေါ်လာတတ်တယ်လှုပ်ချင်တဲ့ချွေးချင်တဲ့ပြောင်းချင်တဲ့စိတ်တွေပေါ်လာတတ်တယ်မချွေးချင်တဲ့မပြောင်းချင်တဲ့ပြောင်းချင်တဲ့စိတ်ကိုဖြစ်စိတ်ကိုနောက်စိတ်ပြန်တယ်စိတ်ဓာတ်နုပါဒနာပြန်မှချွေးချင်ရွှေ့နေပါလားစိတ်ကဖောက်ပြန်နေပါလားကြည့်လိုက်စိတ်ချင်းဆက်ရသွားတာပဲ
ရှေ့ပြောင်းတဲ့အချိန်ကြီးမရောက်ပါပဲနဲ့စိတ်ကိုစိတ်နဲ့ရှုရမယ်နော်စိတ်ကိုစိတ်နဲ့ရှုယောဂီများစိတ်ကိုစိတ်နဲ့ထင်ရတယ်နော်ဒါကြောင့်မလို့စိတ်ဒိနာစိတ်တဲ့စိတ်နဲ့ဘုရားကျစိတ်တ ानु ပါဒနာထဲမှာသာရကစိတ်တသာရကစိတ်တ ानु ပဇာနာတိသာဒေါသစိတ်တသာဒေါသစိတ်တ ानु ပဇာနာတိသာမောဟစိတ်တသာမောဟစိတ်ပဇာနာတိဝိကိတစိတ်တဝိကိတစိတ်တပဇာနာတိဟေ့ပြန်လို့ရင်ပြန်လို့မှသိအောင်ကြိုးစားကွာပါဠိပေါ်ရာဂစိတ်ပေါ်ဒေါသစိတ်မောဟစိတ်ပေါ်ပါဠိပေါ်ပေါ်အဲ့ချင်းတဲ့စိတ်ပေါ်ပေါ်တာကိုပေါ်မှသိအောင်ကြိုးစားလိုက်သိရင်တရားဖြစ်တယ်နော်မသိရင်မတရားဖြစ်တယ်နော်သိရင်မသိရင်မတရားဖြစ်မယ်ဟုတ်ပြီသိလိုက်တဲ့အခါကျငြိမ်ပြီးတော့သွားတော့တာအဲ့ဒီတော့မှမိကမ္မထအာယုဟာတည်ငြိမ်မှုအားလေးတွေရလာပြီလို့ဆိုရင်ဘယ်လိုအကြောင်းတရားတွေပေါ်လာသေးတယ်လို့ဆိုတော့နမိတ်တွေဝင်တတ်တယ်အတုပါနမိတ်လို့ဖူးကြောင်းတဲ့ပုံစံကြီးလို့ပုံပြက်ဆမ်းပြက်ကြီးလို့တော်ကြီးတောင်ကြီးရောက်နေရတယ်လို့တခါတည်းတောင်ပေါ်တွေကပြုတ်ကျသွားတယ်လို့ကြောက်တဲ့ဆင်းကျသွားတယ်လို့စက္ကနဲ့လန့်လန့်သွားတဲ့တခါတည်းမဆိုရင်လည်းမကြောင်ကြနဲ့ဒါမှတ်ွက်လေးလွယ်နေတာထိနာပြတိမ်မွေးတဲ့ထိနာမိတဲ့အစာထိုးသွားတာပြန်မှကိုယ်ကမ္မဋ္ဌာန်းအာရုံပြန်မှတခါဝင်းကနေဝါကနေလင်းကနေလက်ကနေဖြစ်သွားတတ်တယ်တရားသမာဓိအချိန်လေးတွေရလာတဲ့အခါမှာယောဂီပုဂ္ဂိုလ်ကဝင်းကနေလင်းကနေဖြတ်ဖြစ်သွားတတ်တယ်လျှက်တဲ့ပဲဖြစ်သွားတော့ဖြစ်သွားတတ်တယ်ဟာငါဘာလို့ဖြစ်လာမလဲအထင်မကြီးနဲ့အယောင်လေးနဲ့မဖြစ်တခါလည်းမိကြောင်ထွန်ပြတယ်လို့တခါလည်းလူတယောက်ဓာမီနဲ့နှုံးပြီးထွန်ပြီးပြနေတယ်လို့မိတိထွန်တယ်လို့လင်းပြီးအဝိယလင်းနေတတ်တယ်အထင်မကြီးနဲ့ဒါစိတ်သမာဓိကြီးလို့ဖြစ်တာစိတ်မှာပေါ်နေတာစိတ်မှာပြန်သိခြေစိတ်နောက်စိတ်ပြန်သိအရှိလားမရှိလားမရှိဘူးခဏဖြစ်ပြီးပြတ်သွားတာပဲကိုယ်ဖြစ်ကိုကောက်ထားဒီကအယောင်လေးတွေပေါ်ရင်တခါတည်းမိစိတ်ထဲမှာအလုံးတရားနှစ်သက်စရာပီတိတွေဝင်လာတတ်တယ်ကျက်သိန်းနေခဏထလာတတ်တယ်ကျက်သိန်းမွေးနေခဏထတယ်တခါနဲ့ကျက်သိန်းမွေးထလာဟင်းကနေဖြစ်သွားတတ်တယ်ဟင်းကနေဟာကနေဖြစ်သွားတယ်ချိုက်တက်သွားတတ်တယ်ခြာကြီးတက်ပြီးငိုကျင်တဲ့စိတ်တွေဝင်သွားတတ်တယ်နားလည်တယ်နော်ဝမ်းနေတယ်လို့ငိုကျင်တယ်လို့ပါဟင်းကနေဟက်ကနေရှင်ဓမ္မမှာဖြစ်နေတတ်တယ်တတိထားဒါအရှိလားမရှိလားမရှိဘူးနော်စိတ်မှာပေါ်စိတ်မှာချုပ်ရင်အခြေစိတ်ကိုနောက်စိတ်ပြန်ပြီးမရှိဘူးမရှိတာကိုမြင်ရမယ်နော်ပထမတော့အရှိဒုတိယမရှိအရှိမှမရှိတာမြင်တာဝိပဿနာတို့ဆိုတယ်နော်အဲ့ဒီတော့ဒီစိတ်ကလေးကအည်သွေးလေးအားကောင်းလာပြီဟောအားလေးတွေပြပြိုးလာတဲ့ယောဂီပုဂ္ဂိုလ်ဟာဒီစိတ်ပဲစွန့်ရည်ကြီးဟာခဏဆိုတော့ဝမ်းသာစရာလေးတွေပေါ်လာတတ်တယ်မှတ်လို့ကောင်းလုံးလို့ဖြစ်ဖြစ်နဲ့မဲနဲ့ထင်လာလို့ဖြစ်ချင်းသဘောလေးကိုသဘောပေါက်လာပြီဒီလိုလို့မှဖြစ်ချင်းတွေပဲရှိပါပေါ်လာလို့ဖြစ်ဖြစ်နဲ့မဲနဲ့ကိုင်းနေအခါကာလမှာကိုင်းနေခြင်းကြောင့်ဝမ်းသာကြည်နူးစရာလေးတွေဝင်သွားတတ်တယ်စိတ်ထဲမှာကျဉ်တဲ့စရာလေးတွေခဏဝင်လာတတ်တယ်စိတ်ထဲမှာအတွေးလေးတွေဝင်သွားတတ်တယ်ပြန်စိတ်ကိုနောက်စိတ်ကိုပြန်ကြည့်ဒီစိတ်တွေရှိလားမရှိလားမရှိဘူးနော်အဲ့တဲ့စိတ်နော်အဲ့တဲ့ကိုအရှင်မလုံးနဲ့ဒါအတုရောင်နေဟုတ်တယ်လားပတ္တိတက္ကနာကိုယ်ရငြိမ့်နေတာခန္ဓာကိုယ်ဘယ်လိုငြိမ့်မှမသိဘူးငြိမ့်ပြီးတော့အစဉ်ပြေးလိုက်တာမှတ်နေရတာကိုယ်လည်းငြိမ့်တယ်စိတ်လည်းငြိမ့်နေတတ်ကံငြိမ့်ကြသွားတတ်တယ်ငြိမ့်ငနေဖြစ်သွားတတ်တယ်တခါတည်းလှိုင်းစီးနေရတယ်လို့တခါတည်းတိမ်တဲ့ကြားနဲ့ရောက်နေတယ်လို့အလင်းမြန်နဲ့မပေါ်တဲ့ညလည်းတင်းကြီးဤကနေဖြစ်နေတတ်တယ်ဒါခန္ဓာကိုယ်ရအပေါ်ကိုကျွမ်းတက်တာတယ်လို့တောင်လောက်မြင်နေတယ်လို့အပေါ်ရောက်သွားတယ်လို့အဲ့ဒါလို့စိတ်ထဲမှာခံစားလာရတတ်တယ်ခံစားလာကြညာယောဂီရဲ့သတိထားရမယ်ဒါအရှိလားမရှိလားစိတ်မှာပေါ်တာနော်စိတ်မှာပေါ်တာအထင်မကြီးနဲ့အထင်မလွဲနဲ့လမ်းပေါ်မှာလမ်းလျှော်တတ်တယ်ပတ္တိတိဝင်တတ်တယ်ကာယပတ္တိစိတ်တပတ္တိတိကိုငြင်းနေစိတ်ငြင်းနေဝင်တတ်တယ်စိတ်ကလည်းအလွန်ငြင်းလာတတ်တယ်စိတ်ထဲမှာမယိမနဲ့တစ်ခါငြိမ်ကြသွားတတ်တယ်ကနေဖြစ်သွားတတ်တယ်ဟာဘယ်လိုချမ်းသာမှမသိဘူးမယိမနဲ့ဖြစ်ချင်းကိုကြည့်နေချမ်းသာပြီးဖြစ်သွားတတ်တယ်ဘယ်လိုချမ်းသာလဲလို့မသိဘူးငြိမ်ပြီးချမ်းသာပြီးငြိမ်ပြီးဘာမှအမှတ်မရှိဖြစ်နေတတ်တယ်ဘာမှမမတ်ရပါပဲနဲ့ငြိမ်ပြီးဖြစ်သွားလာခြင်းသမထအာယုံနော်သမာဓိစွမ်းအားတော့ဖြင့်သမထအာယုံသမထဇံဖြစ်နေတယ်ပထမဇန်နဲ့ရှင်တဲ့စိတ်တွေဖြစ်နေတတ်တယ်ဒုတိယဇန်ဝိတ္တပြီးတော့ဧကရာဆိုတာပထမဇန်ဒုတိယဇန်စိတ်တွေဖြစ်လာတတ်တယ်
တခါတည်းချမ်းသာတဲ့ဧကဂရကြာပြီးတူတာယုံတခုတော့ငြိမ်ပြီးတော့ဘယ်အာယုံမှမကတ်တော့ပါပဲငြိမ်ပြီးဖြစ်ဖြစ်တွေပါလေမလို့အနိစ္စဒုက္ခအနတ္တတွေပျောက်ပြီးတော့ငြိမ်နေတတ်တယ်အဲ့တော့ငြိမ်ပြီးဘယ်လိုချမ်းသာမှသိပီတိဖြစ်တယ်အဲ့ဒါဒီဝိတ္တဝိဇာရပီတိတတ္တယဇံလောက်တတ္တယဇံနဲ့ရှင်တွဲတဲ့ဆိုတဲ့ဇံစိတ်တွေဖြစ်နေတတ်တယ်သမထအာယုံဖြစ်နေတတ်တယ်နော်ဒီဖြစ်ချင်းဖြစ်ချင်းလက္ခဏာတက်ကလို့ဖြစ်ချင်းဖြစ်ချင်းလက္ခဏာတက်ကိုမြင်လို့ခဏနာငြိမ်နေတဲ့သဘောကလက္ခဏုပဇံကိုလောကုတ္တရာဇံလို့ခေါ်တယ်ဖြစ်ဖြစ်ဒီမတွေ့ပါဘဲနဲ့မဖြစ်မပြတ်တဲ့ဘဲနဲ့ဖြစ်ချင်းဖြစ်ချင်းကိုမသိနားမလဲပဲနဲ့စိတ်ကငြိမ်ပြီးချမ်းသာတယ်ခဏချမ်းသာတဲ့ဘက်ကိုကတ်သွားတတ်တယ်ချမ်းသာတဲ့အာရုံလေးခဏဝင်လာပြီဆိုရင်ယောဂီပုဂ္ဂိုလ်ဟာကိလေသာနဲ့ရောရှက်သွားပြီတတိထားငြိမ်အေးမှုအာယုန်ကိုမလိုက်စင်နဲ့ဒါသည်အတုတွေနော်အတုအယောင်တွေနော်ချမ်းသာအတုတွေနော်မဲ့အတုလို့ခေါ်တယ်မဲ့တုဖို့တုလို့ခေါ်တယ်အဲ့ဒီဟာသမထအာယုန်ကြောင့်ဖြစ်တဲ့သဘောတမာတိဇံတွေဖြစ်နေတာကိုကမ္မထအာယုန်ပြန်မှတ်ကိုဖြစ်ဖြစ်ကိုပြန်ကောက်အရှိလားမရှိလားပြန်ကြည့်ညီအေးတဲ့သဘောတွေအရှိလားမရှိလားပြန်ကြည့်ချမ်းသာလိုက်တာဘလို့ချမ်းသာမှမသိချမ်းသာလိုက်တာဗျာတတိယဘယ်လိုချမ်းသာဘာသာမမှတ်စရာမလိုချမ်းသာတာလေးပဲတွေးနေတယ်ဗျာအဲ့ဒီချမ်းသာတဲ့စိတ်ကိုပြန်မှတ်နော်ဒုက္ခဝေဒနာယဒုက္ခယဓာတ္တပံဒုက္ခဝေဒနာယချမ်းသာတဲ့ဝေဒနာသဘောကိုဒုက္ခယဓာတ္တပံဒုက္ခဝေဒနာယဖြစ်ချင်းကိုမှတ်ပြီးမှတ်နိုင်ပြီးတကယ်တော့ချမ်းသာတဲ့ဒုက္ခဝေဒနာကိုလည်းဖြစ်မြင်အောင်ကြည့်ပါ။ဘာမြင်အောင်ကြည့်ရမလဲ။ဒုက္ခဝေဒနာမြဲလို့လားမမြဲလို့လားမမြဲဘူးနော်။အဲ့တော့ယောဂီပုဂ္ဂိုလ်တန်ရထဲမှာဒီအတုရောင်လေးတွေသမာဓိကြည်လာပြီကမ္မထံအားလေးတွေအားကောင်းလာပြီဆိုရင်လောကုတ္တရာအာယုံကသမထအာယုံနဲ့ခဏဝင်ကပ်သွားတတ်တယ်။ဘာကြောင့်လဲဆိုရင်ခက်ကဝိမု ക്തി ယုကခဲလို့ဆိုရပဲညာတော့လဲသမထယုကခဲနဲ့လဲဆက်သွယ်နေပြီ။ဘုန်းကြီးတို့တချို့ကပြောတယ်ပေါ့။ဘုရားအေးစီတပည့်တော်ထိုင်တဲ့ပုတ်ထိုင်ပေါ့ဗျာအေးစီအနားယူပြီးနေပါလား။ရှင်ဘုရားတို့ပင်မပါတယ်ပြောစရာမလိုပါဘူးဗျာတပည့်တော်တစ်ဖာတပည့်တော်ဖတ်လို့မှတ်လို့ရပါတယ်ဗျာ။တချို့ပုဂ္ဂိုလ်တွေအဲ့ဒါလိုခဏလို့ခြောက်ထားဘူးတာလည်းရှိပါဘုန်းကြီးကပြောပြတယ်ဘုန်းကြီးကပျော်လို့စကားပြောနေတာမဟုတ်ဘူးပြင်းလို့လာပြီးတော့အဖော်လုပ်ပေးနေတာမဟုတ်ဘူးယောဂီများကိုညံတက်ပေးနေတာလို့ဗာတက်ပေးနေတာညံအင်းအားကောင်းလာတဲ့ယောဂီများအတွက်တကယ်ကမ္မထံအာယုံတို့အင်းအားပြည့်ဖြူလာတဲ့ပုဂ္ဂိုလ်တွေအတွက်ညံတင်ပေးနေတာပါခန္ဓာရောကြတဲ့ဝရိယကိုတင်ခိုင်းတယ်အလွန်တက်ကြွလွန်းတဲ့စိတ်ကိုချောချခိုင်းတယ်လွန်ကဲတဲ့သမာဓိကိုဝရိယနဲ့တင်ခိုင်းတယ်ဝရိယနေတဲ့စိတ်ကိုသမာဓိအာယုံတို့ဖြင့်တွဲခိုင်းတယ်လွန်ကဲနေတဲ့သရတရားကိုပညာနဲ့တွဲခိုင်းနေတယ်လွန်ကဲနေတဲ့ပညာကိုသရတရားနဲ့တွဲခိုင်းနေတယ်သရနဲ့ပညာသည်ညီမျှဖို့လိုတယ်ဝရိယနဲ့သမာဓိကညီမျှဖို့လိုတယ်အဲ့တော့ယောဂီပုဂ္ဂိုလ်တဏ္ဍာထဲမှာတရားမကလေးတွေမှတ်ကွက်တွေအားကောင်းလာပြီဆိုဝိရိယတွေလွန်သွားတတ်တယ်။အာမှတ်လို့ကောင်းလို့ငါအိုးမှတ်လို့ကောင်းလိုက်တာဘယ်လိုဖြစ်ဖြစ်ဒီမြင်နဲ့ဖြတ်သူငြင်းပြီးတော့ညင်ကြပြီးတော့မထကျင်တော့မျက်စိဖွင့်လို့မရလောက်ဒီမှတ်လို့အဆင်ပြေလာတတ်တယ်။မျက်စိမမွေးခြင်းမထလို့မရအောင်မထကျင်တော့ဒီမှတ်လို့ကောင်းလာတတ်တယ်။အာတော်ပြီငါမထပဲမှတ်တော့မယ်။အဲ့တလောက်ထိကိုပြီတိုးတော်စိတ်ကခဏခဏထွက်ပြေးနေတယ်ထိုင်လို့ကတော့ရနေတာပဲထိုင်လို့ကတော့ဘလို့ထိုင်နေရနေတယ်သူကစိတ်ကလေးကခဏထွတ်ပြေးနေတယ်အဲ့ဒါဝိရိယလွန်ပြီးသမာဓိနည်းနေလို့ဝိရိယလွန်ပြီးသမာဓိနည်းနေတဲ့ယောဂီပုဂ္ဂိုလ်တွေစိတ်တွေခဏခဏထွတ်များပြီးတော့ထိုင်လို့တော့ရပါတယ်သမာဓိလွန်ကဲပြီးတော့ဝိရိယနည်းတဲ့ယောဂီပုဂ္ဂိုလ်ကြတော့မယင်းနဲ့ခဏခဏစက္ကန့်ဖြစ်နေတတ်တယ်ဆက်နဲ့ထိုင်မှန်းပြီးငိုက်သွားတတ်တယ်သိမ်မွေးတော့အိမ်ငိုက်ခြင်းပေါ့နော်ကိုယ်ကတော့အိမ်ငိုက်တာလည်းမဟုတ်ဘူးလို့ထင်ရတယ်သို့တော့အလုံးသိမ်မွေးနူးညံ့တဲ့ဒုက္ခမယုတ်တွေဝင်လာတတ်တယ်ဟောလာကြီးကယုတ်မဟုတ်တာဒုက္ခမယုတ်ဆိုတာသိမ်မွေးတော့ချမ်းသာခြင်းသိမ်မွေးတော့ယုတ်လေးပေါ်လာတတ်တယ်သိမ်မွေးတော့အာယုန်တွေဖြစ်တဲ့ကတော်တော်စူးစိုက်လို့မလွယ်ဖြစ်တတ်တယ်တခါတည်းဝရိယတင်လို့မရပဲဘာမှတ်ရမှမသိဖြစ်နေတတ်တယ်
ဒုက္ခဝေဒနာလည်းမထင်ကြဒုက္ခဝေဒနာဝေဒနာနဲ့ဘာမှမထင်ကြမှတ်လို့ဟာမှတ်เสียမရှိတော့ဘူးလို့တခါနာဖြစ်နေတတ်တယ်ဘာမှတ်ရမှမသိဘူးဖြစ်နေတတ်တယ်ယောဂီပုဂ္ဂိုလ်ဟာခန္ဓာကိုယ်ကြည့်လိုက်ဘာမှမှတ်เสียမရှိစိတ်ကလည်းမှတ်เสียမရှိဘူးလို့ဖြစ်နေတတ်တယ်ဘယ်လိုမှမှတ်เสียမထင်ပေါ်ဘူးဆိုရင်ယောဂီပုဂ္ဂိုလ်ဟာမှတ်เสียမရှိဘူးလို့သိတဲ့အသိစိတ်ကိုပြန်သိပါဒါလေးသတိထားပြရမှတ်เสียမရှိတော့ဘူးလို့သိတဲ့အသိစိတ်ကိုပြန်သိပါသိတယ်ပြန်ကြည့်လိုက်ရှိသေးသလားမရှိပြန်ကြည့်လိုက်ပါမရှိပြန်ကြည့်လိုက်မရှိစိတ်ကိုမသိတဲ့မှတ်เสียမရှိပါသိတဲ့အသိစိတ်လေးကိုအဲ့ဒီရှေ့အသိစိတ်ကိုနောက်အသိစိတ်လေးပြန်သိပထမသိတဲ့ပေါ်သိပြဒုတိယသိပေါ်သိပြတတိယပေါ်သိပြဩသတိညာချင်းမှာဖြတ်သန်းရတဲ့အသိလေးတွေတတိပေါ်တတိချိုတတိပေါ်တတိချိုတတိပေါ်သိချုပ်ပြောင်းနေတာပဲစိတ်ရလည်းပေါ်လိုက်ပြောင်းလိုက်ပေါ်လိုက်ပေါ်လိုက်ပေါ်လိုက်ချိုလိုက်ပေါ်လိုက်ချိုလိုက်ဖြစ်နေတာပဲအဲ့ဒါမရင်မရင်နဲ့မှခန္ဓာကိုယ်တစ်ခုထင်ရှားလာလို့ရှိရင်ထင်ရှားလာနေရကိုဉာဏ်ပြောင်းပြီးတော့မှနားလည်ပြီနော်တခါတည်းမှတ်စရာမရှိဘူးသူဘာမှတ်ရမှမသိဘူးဖွာကျတဲ့ပြင်းလာတတ်တယ်မတ်စာပြင်းပြီးဝါဝါတန်းတန်းပြီးတော့ပြင်းပြီးတော့ထားသွားချင်တာတတ်တယ်အဲ့ဒီကအိမ်သာမတက်ချင်မအိမ်သာတက်ချင်တာတတ်တယ်ဟောမသွားချင်မသွားချင်တာတတ်တယ်မရွှေ့ချင်မဲနဲ့ရွှေ့ချင်တာတတ်တယ်စိတ်ထဲမှာဝေဒနာမပေါ်ဘဲနဲ့ဆင်းဒုက္ခဝေဒနာပေါ်မပေါ်ဘဲနဲ့ဟိုဘက်ရွှေ့ချင်တာတတ်တယ်ပြောင်းလဲချင်တာတတ်ပြင်းတဲ့စိတ်တွေဝင်လာဝဲအစားထိုးလာလို့ယောဂီပုဂ္ဂိုလ်သတိထားပြရမယ်စိတ်ကိုရှေ့စိတ်ကိုနောက်စိတ်ပြန်သိပြန်သိမရှိမှမရှိအရှိမှမရှိဟောသူ့ဟာသူဖြစ်ပြီးသူ့ဟာသူပြည့်နေတာကိုလို့ဉာဏ်လေးနဲ့တွဲလို့စောင့်ကြည့်ရင်ဒုက္ခသစ္စာမှာမေဃသစ္စာလမ်းမှသွားလိမ့်မယ်နော်အဲ့တော့စိတ်ဟာအရေးသွေးကောင်းလာလိမ့်မယ်အရေးချင်းရှိနေတဲ့စိတ်ကအရေးသွေးကောင်းလာတဲ့စိတ်ဖြစ်လာဟုတ်တယ်လားအရေးတဲ့များတဲ့စိတ်ကအရေးချင်းရှိတဲ့စိတ်တွေအရေးသွေးကောင်းမွန်လာတတ်တယ်ဝိပဿနာဉာဏ်လေးနဲ့တွဲရင်မှစိတ်ဟာအရေးသွေးကောင်းတာနော်ဝိပဿနာဉာဏ်မဟုတ်ပါပဲသမထအာယုန်နဲ့အဲမှာခဏကြောက်နေလို့စိတ်ဟာအရေးသေးမကောင်းတော့ဘူးအထက်တန်းတဲ့စိတ်မဟုတ်တော့ဘူးသမထစိတ်လောကီစိတ်နဲ့ဆက်တယ်နေတတ်တယ်လောကီအာယုန်နဲ့ပဲတဲ့ကိုကြနေတတ်တယ်အဲ့ဒီတော့ယောဂီပုဂ္ဂိုလ်သည်ခန္ဓာကိုယ်ကြီးကခဏလို့ငြိမ်ငနေဖြစ်သွားတတ်တယ်စက္ကန့်ဆက်ဖြစ်တယ်ဟင်းကနေအာကနေဝန်းနေတယ်လို့ဝမ်းသာတယ်လို့ဖြစ်သွားတတ်တယ်ဝန်းနေတဲ့စိတ်အာယုန်တော့မလိုက်စေနဲ့ပြန်သိလိုက်ပါစိတ်မှာပေါ်စိတ်မှာသို့စိတ်မှာပေါ်စိတ်မှာချုပ်နေတာနော်ဝမ်းနေနေတာလေစိတ်ဝမ်းသာတာလေစိတ်ဟုတ်တယ်လားအာယုန်လေးပေါ်မှာသွားပြီးတော့တွေးကြည့်လို့ဝမ်းသာတာလေးတွေပေါ်လာတဲ့ပြန်ကြည့်လိုက်ပါအရှိလားမရှိလားဝမ်းနဲ့ဟင်းကနေဟာကနေလက်ကနေဝမ်းနေတဲ့စိတ်တွေပေါ်ရင်လည်းပြန်ကြည့်လိုက်ပါအရှိလားမရှိလားမရှိဘူးယောဂီတို့စိတ်လေးပေါ်ဘယ်အာယုန်လေးပေါ်ဖြစ်ပေါ်လာတဲ့အာယုန်မှန်တယ်များတွေကဖြစ်ပြီးပစ္စည်းတယ်ဗာသက်သာတို့ဒါလေးသဘောပေါက်ပြီးပါကိုဖြစ်ကိုတော့ပြန်ပြီးတော့ကင်ထားပြီးပါဖြစ်တဲ့လက်သွားပြီးဖြစ်မပေါ်တော့ဘူးဆိုရင်သမထအာယုန်ဝင်သွားတတ်တယ်ခဏညင်ပြီးနေတတ်တယ်ညင်နေလို့တခါတည်းမှတ်လို့ကောင်းရင်နဲ့ဖြစ်ချင်းကိုမြင်ပြန်မြင်နေပဲစိတ်ထဲမှာကောင်းလိုက်တာအိုးငါတခါမှမမြင်ဘူးတဲ့ဖြစ်မြင်လာပါပေါ့လားဘယ်တော့မှမမြင်ရတဲ့ဒါတွေငါမြင်နေရပါအိုးကျေးဇူးတင်လိုက်တာဟောဆရာသမားရဲ့ဂုဏ်ကျေးဇူးပဲဘုရားရှင်ကျေးဇူးတော်မြင်ရတာသံဃာတော်မြတ်ကျေးဇူးတော်မြင်ရတာသံဃာတော်ကျေးဇူးတင်နေရောကိုဖြစ်ကိုမမှတ်ပါမယ်ကိုကမ္မထအာယုံပေါ်မှာစိတ်ကမညွတ်ပါပဲနဲ့ကျေးဇူးတင်နေတဲ့စိတ်တွေပေါ်လာတတ်တယ်အဲ့ဒါလမ်းလွဲသွားပြီဟုတ်တယ်လားကျေးဇူးတင်လို့ဘုရားကိုခဏဥရှာနေတတ်တယ်သံဃာတော်တွေကိုခဏဥရှာနေတတ်တယ်ဆရာသမားကိုသိကျေးဇူးတင်နေတတ်တယ်ဒီဒီမှာများလာပါဖြစ်လာတာအာလောဘဝင်လာတတ်တယ်ဟာလူဖို့တန်းဖို့စိတ်တွေကူလာတတ်တယ်ကိုဖြစ်ချင်းကိုမမှတ်တော့ပါပဲနဲ့ကာမဝဒနာစိတ်တွေပေါ်သွားတယ်အာငါဘောကျေးဇူးရှိတဲ့ဘုငါဘာလေးတခုလှူလိုက်မယ်ဘာလေးတခုလုပ်လိုက်မယ်ဘာလေးတခုပြုနေပေးလိုက်မယ်စသည်အားဖြင့်စိတ်ထဲမှာဝင်လာတတ်တယ်ယောဂီဒီစိတ်တွေမပေါ်စေနဲ့ပြန်ဖြစ်ကိုပြန်ကောက်မှတ်ဒါမေတ္တာဗုဒ္ဓစိတ်နော်ဝိပဿနာတရားတွေအားထုတ်တဲ့အခါကာလမှာလှူခြင်းတိုင်းတဲ့စိတ်တွေမပေါ်စေနဲ့လူချင်းတိုင်းနဲ့ပေါ်လေအဲ့ဒီလူချင်းတိုင်းတဲ့စိတ်ကာမဝဇ္ဇစိတ်နော်လောကီစိတ်ပဲကြံသေးတယ်နော်ကိုကဝိပဿနာဖြစ်ကိုကြည့်နေတဲ့ဉာဏ်ကဝိပဿနာစိတ်လောကုတ္တရာစိတ်အဲ့ဒီဝိပဿနာဉာဏ်လေးတွေအားကောင်းဖို့လို့လေဒါဆိုအဲ့ဒီစိတ်တွေခဏပေါ်လေဘယ်လိုမှထိမ့်မရသူပြီးလို့ချင်းတန်လူစရာစီစောတိလူပေးလိုက်အပြတ်ပြတ်သားပြူတွင်းပြင်းချင်းထားလိုက်မဟုတ်ရင်ဒီစိတ်တွေခဏမိမိကမ္မထာတွေမတိုးတက်ပဲဖြစ်နေတတ်တယ်
တရားပုဂ္ဂိုလ်နဲ့အဲ့ဒီလူချင်းတန်းနေတဲ့စိတ်တွေများပြီးတရားမှတ်လို့မရအောင်ဖြစ်သွားတတ်တယ်အဲ့ဒါချက်ချင်းပဲဒီညာနေသရတရားကအားကောင်းနေတာကိုမိမိခန္ဓာဖြစ်ချင်းကိုအားကြီးမြင်လုံးလို့ထင်ရှားလုံးလို့သရတရားတွေကရုပ်ဖိတ်မတက်ခံစားလိုက်အဲ့ဒီကဘယ်လိုမှလုံးမရရင်ပြီးလို့ချင်းတရားတွေပါလေထိုင်ပြီးလို့ချင်းတရားသူစရာကြီးသူပြလိုက်ဒီပဲနေရာဖြစ်ဖြစ်ပြီးတော့မှကိုယ်ကမ္မဋ္ဌအာရုံပြန်မှတ်လိုက်တော့မဟုတ်ရင်တရားတက်မှမဟုတ်တော့ဘူးနားလည်ပြီနော်အဲ့ဒီတော့အဲ့ဒီသရတရားကိုဘာနဲ့ထင်ရမလဲဉာဏ်နဲ့ထင်သူကအဓိမောက်ကလို့ခေါ်တယ်အလုံးတရားအားကောင်းတဲ့သရတရားတွေဟာဘယ်လို့မှဘယ်တစ်ခါမှမတွေ့ဘူးတဲ့သရတရားတွေဟာအားကောင်းပြီးကုသိုလ်စိတ်တွေများနေတတ်တယ်ကုသိုလ်စိတ်ဆိုတာဘုန်းကြီးတို့ဝိပဿနာကုသိုလ်စိတ်တွေမဟုတ်တော့ပါပဲနဲ့လောကီကုသိုလ်စိတ်တွေကာမဝဇ္ဇကုသိုလ်စိတ်တွေဝင်နေတတ်တယ်နော်ကိုဖြစ်ဖြစ်ကိုပြန်ကောင်းမှတ်ပါအဲ့ဒီစိတ်တွေအကုန်လုံးဖြစ်စီလိုက်ကိုယ်ခန္ဓာကိုကြည့်ကိုယ်ခန္ဓာရဖြစ်ချင်းပေါ်မှာပြန်လေးနဲ့ပြန်ပြီးကြည့်ပြန်ပြီးတော့တင်ကြည့်တော့ဉာဏ်တတိတွေအလိုသူကလည်းဖြစ်ချင်းမြင်လာလိမ့်ဖြစ်ဖြစ်ကိုပြန်ရွှေ့မှတ်တဲ့ခါမှလည်းပဲယောဂီပုဂ္ဂိုလ်မှန်နီးမှန်ဟန်လို့သိတယ်ဒိုင်းသူမရွှေ့ရဘူးအဲ့ဒီအာယုံလေးကိုဖြစ်ချင်းပြန်ကြည့်ပြန်ဖြစ်ကိုတွေးပြီးဆိုရင်ဟောဘယ်နာကထင်ရှားသောနေရာပေါ်စိတ်ကညှို့လိုက်တက္ကနာဟာရိယထင်ဟာရိယကိုထောက်ပြီးချွေစကြတိဘဝကြည်တေးဖြစ်လိုက်ချုပ်လိုက်သူ့ဟာသူဖြစ်လာသူ့ဟာသူပြည့်စည်နေတာကိုလန်လို့စိတ်အေးလေးထားမှစိတ်ကမလောလိုက်နဲ့စိတ်ကလောဘမကြီးစေနဲ့ဟာငါရတော့မယ်တရားတွေးတော့မယ်ဆိုပြီးစိတ်ပါလောဘမတက်စေနဲ့တရားတွေဖြစ်လာပြီးသိမှတ်ွက်တွေအားကောင်းလာတဲ့ခဏတရားရတော့မယ်ပုံစံဖြစ်လာတတ်တယ်မညာပုံညာပေါ်တော့မယ်စိတ်ကခဏစိတ်တွေအတက်ကြွလွန်သွားတတ်တယ်တက်ကြွမှုလွန်ကဲနေတဲ့စိတ်ကြောင့်လည်းပဲတရားကြသွားတတ်တယ်ခဏတရားကြနေတတ်တယ်ဒါတော့အလွန်လည်းမတက်ကြွစေနဲ့အလွန်လည်းမကြစေနဲ့မတော်လည်းမတက်စေနဲ့ရိုးရိုးလေးမှန်လေးယောဂီရဲ့ကမ္မထမ်းအာယုံကရိုးရိုးပုံမှန်လေးရိုးရိုးလေးမှန်လေးသာတည်ငြိမ်အေးချမ်းသောအာယုံလေးပဲခက်လို့မှန်လေးသာကြည့်နေရုံပဲပြားနေတဲ့လောကခန္ဓာကနော်ခန္ဓာကမှတ်เสียပြားနေတယ်နော်ဉာဏ်ကကြည့်နေရတဲ့နော်အဲ့ဒီတော့မိမိတဏ္ဍာမှာတတိတိသိအားကောင်းလာတဲ့အိုးစိတ်ထွက်ဖို့ကြံလို့ရှိတယ်သိနေပြီစိတ်ထွက်ဖို့ကြံသိနေပြီအဲ့ရှင်နဲ့စိတ်ပေါ်ကြည့်နေသိပြီအကုန်သိနေဟာအလုံးလုံးသိလုံးနဲ့အမှတ်တွေထင်ရှားလုံးလို့မှတ်ွက်တွေကင်လုံးလို့စိတ်ထဲမှာဟာငါသတိသိကောင်းနေပါလားငါတရားမှတွေ့တော့မလားတရားနဲ့တွေ့နေမလားမသိဘူးဆိုပြီးတော့အထင်ကြီးသွားတတ်တယ်လမ်းပေါ်မှာလမ်းချော်တတ်တယ်နော်တတိအားကောင်းလို့လည်းအထင်ကြီးတတ်တယ်ဝရိယအားရှိလို့လည်းဝရိယလွန်ကဲလို့ဝရိယအားကောင်းလို့လည်းပဲအထင်လွဲသွားတတ်တယ်ဟာဘယ်လိုမှရမှာမသိဘယ်လုံးပဲဘလောက်ထိုင်အထိုင်တွေသိများလာတဲ့ထိုင်ရလာတဲ့တဏှာကြီးပေါ့နန္ဒာကြီး3နာရီထိုင်လိုက်ရလာတဲ့အဲ့တော့ဝိရိယတွေကောင်းလို့ဟာငါတရားတွေတွေ့လာဗလားမသိဘူးဟိုတုန်းကတဏှာကြီးဆိုအင်းနဲ့မြုံအားထုတ်လာရတာဒီဝိရိယတွေဒီလောက်ဒီအားကောင်းနေတာဟာဒါငါတရားတွေရလာပြီထင်တယ်လို့အထင်လွဲသွားတတ်တယ်ဖြစ်တွေမမှတ်တော့ပါပဲနဲ့အဲ့ဒီဝိရိယနောက်ကိုလိုက်ပြီးတော့ဟာငါမှတ်လို့ကောင်းတာဘုံငါအကျိုင်းမှတ်လို့ရလာပါလားငါတဲဟုတ်နေပါလားဆိုကိုယ့်ကိုဘဝင်မြင့်သွားတတ်တယ်နော်အဲ့ဒီဘဝင်မြင့်ယောဂဆွဲသွားလို့ရှိရင်မညာဘုံညာငုတ်သွားပြီဗျာရေးကြည့်တယ်နော်အဲ့ဒီယောဂတွေကမကတ်စီနဲ့ယောဂီကယောဂဖြစ်သွားတတ်တယ်ဘဝင်မြင့်ယောဂတွေဖြစ်သွားတတ်တယ်အထင်ကြီးတဲ့ယောဂတွေဖြစ်သွားတယ်အဓိမာနတွေဖြစ်သွားတတ်တယ်မရဘဲနဲ့ရရောင်သလိုရနိုးလို့အဲ့ဒါလို့မြတ်သောအဘဒီရှိမှဒီတမာတိစွန်းနေအားကောင်းတဲ့မှာခဏနဲ့မြည်တဲ့သဘောတွေခဏခံစားသွားတာအဲ့ဒါတွေကိုဆရာသမားလုပ်တဲ့ပုဂ္ဂိုလ်ကကိုကဒီဉာဏ်လေးတွေကိုမကြော်ထားဖို့ဒီအတိတို့ဉာဏ်တို့တွေကိုမတွေ့သေးဘူးတကယ်ကိုမဉ္ဇဉ်ဘုံဉာဏ်နယ်ဘက်ကိုမရောက်ထားနေသေးဘူးဆိုရင်ဆရာသမားလုပ်တဲ့ပုဂ္ဂိုလ်သွား6တော့ဆရာသမားကညီးတဲ့သဘောတွေဟာယောဂီခင်ဗျာတဆင့်တက်သွားပြီတဆင့်တက်သွားပြီဆိုတော့မြောက်ပေးလိုက်ရောဆိုင်းဘုတ်တက်ပေးလိုက်ရောဆိုင်းဘုတ်တက်ပြီးတော့ယောဂီကဘာပဲသွားတယ်ဆိုတော့ဟာငါသတ္တပတိအပေတကံပြပြီအစီတင်ပြီဒါဒေါသမှဖြစ်သွားပြီငါအဲ့ဒီအဉာဏ်လေးတွေအစဉ်လေးဖြစ်သွားဟောတခုမှဝိပဿနာဉာဏ်ပဲရှိသေးတယ်နော်ဝိပဿနာဘလဝဉာဏ်အားကောင်းတဲ့ဝိပဿနာဉာဏ်လေးတွေဖြစ်တဲ့ကခဏငြိတဲ့သဘောတွေပေါ်ပြီးတော့ခဏချုပ်နေတယ်တမထချုပ်နေတာတမထချုပ်တာကိုဉာဏ်ချုပ်တယ်ထင်ပြီးတော့အဖြစ်ပေးမိလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီယောဂီနစ်နာသွားပြီဗျာဒါကဘုန်းကြီးတို့ဘယ်ယောဂီမှအဖြစ်မပေးဘူးဘယ်ယောဂီမှတရားတွေ့ပြီလို့မပြောဘူးယောဂီအရှင်ကောင်းသွားပြီဆက်မှတ်နော်ဟုတ်တယ်လား
အဖြေပေးရမယ့်အလုပ်ကကိုယ်လုံးမဟုတ်ဘူးအဖြေရမယ့်အလုပ်ကယောဂီများအလုပ်မဟုတ်ဘူးယောဂီတို့ကတရားအလုပ်အားထုတ်ပြီးဆိုလို့ရေးတာဝင်ပြီးဆိုလို့အဖြေကိုပဲစောင့်နေတာပဲဟုတ်လားအဖြေများများပေးတယ်ဆိုင်ဖို့များများတက်ပေးတဲ့ဘုန်းကြီးစီမှာလူအုံတော့တာပဲနားလည်ပြီနော်အဲ့တော့ဆိုင်ဖို့တက်ပေးတဲ့ပုဂ္ဂိုလ်တွေကလူအုံလုံးချင်းဘာဖြစ်သွားလဲကိုနဲ့နာပြီအဖြေပြီးမှားသွားပြီဆိုရင်ကိုယ့်ကိုထင်ပဝင်မြင့်ပြီးတော့မဟုတ်ပါပဲနဲ့မရသေးပဲနဲ့ရတဲ့ရောင်တို့ဆိုရင်တတန်တရားလို့ဒုက္ခရောက်သွားတတ်တယ်လောကီဆရာမရင်တဘဝသာသိမယ်နော်လကုတ္တရာဆရာမရင်တတန်တရားလို့ဒုက္ခရောက်တတ်တယ်တရားကိန်းတာမကိန်းတာအဖြေရတာမရတာကိုယ့်အလုံးမကိုယ့်အလုံးကဒီကံဒီကာလတည်းအောင်ကျင့်ရမယ်လို့ကကိုယ့်အလုံးဟုတ်တယ်လားတရားကိန်းတာမကိန်းတာငါသောတာပန်လားတရားကသွားပြီးတော့အထင်မကြီးနဲ့ဘဝင်မြေယောဂမဆွဲနဲ့နော်လောကမှာဒီခေတ်ဒီကာလမှာဘဝင်မြေယောဂတွေသိရှိတတ်တယ်ယောဂတွေယောဂီတွေကယောဂတွေများများနေတတ်တယ်ဒိဋ္ဌာသွားရင်းနဲ့ယောဂတွေပါလာတတ်တယ်အဲ့ဒီယောဂတွေပေါ့ဟုတ်လားဘာဒီနာရပြီဆိုလို့ချင်းအစင်မင်းနေဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့အဲ့ဒီယောဂတွေသိကြောက်ဖို့ကောင်းတယ်နော်ဒါကိုယ်ဖြေဟုတ်ရဲ့လားအမှန်တရားကိုဉာဏ်ကသာဖြေပေးသွားလိမ့်မယ်ကိုယ်တဏ္ဍမှာဘယ်လောက်ရှိတယ်မရှိဘူးငါလောဘတွေဘယ်လောက်ထိနိုင်မလဲဒေါသတရားတွေငါဘယ်လောက်သိသိနိုင်မလဲမောဟနဲ့ပတ်သက်ပြီးငါတွေးဝေမိမောတွေဘယ်လောက်အရေးချင်းရှိပါလဲကိုယ်အသိဆုံးပါလောဘကိုလည်းထိလို့မရဒေါသလည်းမထိသိနိုင်ဘူးလောဘလည်းမလျော့သေးဘူးဒေါသလည်းမောဟလည်းမလျော့သေးဘူးသူတရားရကိုမရသေးဘူးအဲ့ဒီပုဂ္ဂိုလ်ဟုတ်တယ်နော်တရားသိကိန်းလာတယ်ဆိုတဲ့ပေါ့လောဘလည်းလျော့သွားပြီဒေါသလည်းလျော့သွားပြီမောဟလည်းလျော့သွားပြီတန်တန်အမှုရတယ်မရှိတော့ဘူးတန်တန်တော့ကိုယ်မူရလည်းမဖြစ်တော့ဘူးဗျံပဒါလည်းမပြောတော့ဘူးဟုတ်တယ်နော်ဗျံပဒါလည်းမနေတော့ဘူးဘာရောတိဏဝိသကိတဝိကတကဏံကတဝိတာရိတပတ္တဝအပရာပြည့်စုံတရုတ္တန်နဲ့ဘဂဝန္ဣဒ္ဓတဘောစာဆိုခြင်းကြောင့်သူတို့လည်းမရှိတော့ဘူးတကက်ဆုံးပြတ်ရဲ့ကိုညံနဲ့ဆုံးပြတ်တာပြန်ညှက်လိုက်တွေးနေတယ်ဒီခန္ဓာကိုဖြစ်ချင်းနေမယိမတခါဝမ်းသာတာစိတ်တွေဘယ်လိုဝမ်းသာမှဘယ်လိုမှတ်လို့ရလို့ဝမ်းသာတာဘယ်လိုမှတ်လို့ကောင်းနေမှမသိသိပြီးတော့သောမနာတာတွေဖြစ်နေတတ်တယ်အဲ့ဒါကြောင့်ယောဂီမှာအချိန်လွဲသွားတတ်တယ်ဒါလေးတွေကိုသဘောကျပြီးတာယာနေတတ်တယ်အဲ့ဒါလို့တရားရတယ်လို့အခုကိုတာယာပြီးနေလို့ရှိရင်လမ်းပေါ်မှာလမ်းချော်ပြီးဒါမဲ့အတု10ပါးတွေဝင်တတ်တယ်နော်မဝင်တတ်တယ်မဲ့တုတွေဝင်တတ်တယ်မဲ့တုဖို့တုတွေဝင်တတ်တယ်တရားတုတွေဝင်တတ်တယ်အဲ့တော့အရှင်မကတ္တဗကိုပြောတာကကတ္တဗတဲ့ငါဘယ်ရရှေ့ပိုင်းမှာကွာတဲ့သောတာပန်သရကအနာကယဟန္တာပုဂ္ဂိုလ်တွေဖြစ်များမှာပေါ့တကယ်သရစေသရမန်ရှိတဲ့ပုဂ္ဂိုလ်တွေဝင်ရောက်ပြီးတကယ်ကိုယ်နဲ့မငဲ့ကွယ်ပါပဲနဲ့ဒုသာသွားကြလို့လမ်းဆုံရောက်တဲ့ပုဂ္ဂိုလ်များတယ်အခုနောက်ပိုင်းမှာကျတော့လူတွေကသရတရားမရှိတော့ဘူးတဲ့ဘာတွေမရှိတော့ဘူးသရတဲ့စစ်မှန်တဲ့သရတရားတွေမရှိတော့ဘူးတဲ့စစ်မှန်တော့တရားတရားမရှိတော့ဘာဖြစ်တယ်လဲအလုတ်ကြာကြာလုပ်ရမှအလုတ်ကိုမလုပ်ရှင်တော့ဘူးဘယ်နေရာမှာဖြတ်လန်းတဲ့တရားရမှာလဲဘယ်နေရာမှာဖြတ်လန်းဘယ်ဘုန်းကြီးကဖြတ်လန်းတဲ့တရားဟောပေးတယ်တဲ့ဘယ်လိုဖြစ်တယ်တိသောတာပန်သူစီမှာဘယ်နေအားလို့သောတာပန်ဖြစ်တယ်တဲ့ဘာဖြစ်တယ်လဲဆိုပြေးပြီယောဂီတို့ကဟိုပင်ဒီပင်ကူးပါလို့ဟိုယောဂီရဲ့ပေါ့မြောက်ကြီးသွားမလို့တိရစ္ဆာန်ဖြစ်သွားမယ်ခင်ဗျားတို့ဟုတ်တယ်လားဟိုရိတ်သားမှလည်းဒီမျက်နှာဒီရိတ်မှသားဒီမျက်နှာဟိုမှလည်းဒါဒီပုံစံကြီးဖြစ်နေတယ်ပုံစံကိုမပြောင်းဘူးဟုတ်တယ်လားမျက်နှာကိုပုံစံကိုမပြောင်းဘူးဒီပုံစံပဲကဏ္ဍမျက်လုံးပဲပဇွန်မျက်လုံးပဲရှိတယ်ချင်းကိုရှင်းရင်လားပုံစံကိုမကြတာအချိုးမပြေသေးဘူးဆိုတော့ကောင်းလို့ရဲ့အချိုးမပြေသေးတဲ့မြတ်ကလည်းမညာပုံညာမပေါ်သေးဘူးတခါတည်းလှုပ်တယ်ဘယ်ဆရာတော်ဒီမတရားအားလို့သောတာပန်ဖြစ်လာတာအကက်ကတည်းအဲ့ယောဂီအရိယာဖြစ်တာလည်းသူမညာပုံညာရတဲ့သောတာပန်ပုဂ္ဂိုလ်ဆိုပြီးတော့သူဘယ်လောက်အရေးရှိလဲကြည့်တယ်အကက်ကကြည့်တယ်ဘာလို့မှအရှိရေးချင်းမရှိဘူးအရေးချင်းမရှိတဲ့ပုဂ္ဂိုလ်ကိုအရေးချင်းကြည့်တယ်လို့အဖြေပေးလိုက်လို့ရှိရင်ပေးမှပေးရတယ်ဘယ်လိုလဲအဲ့ဒီပုဂ္ဂိုလ်များစာမတတ်ဘူးလားမသိဘူးပရိယတ္တိပฏิပတ်တိအာရပယမရှိသေးဘူးထင်ပါလေအဲ့ဒီပုဂ္ဂိုလ်တွေတဏှာပေးတယ်တရားမလို့တရားဓမ္မတွေအဖြေပေးလို့ရှိရင်အဲ့ဒီယောဂီအဲ့ဒီပုဂ္ဂိုလ်ကြောက်တာကြောက်ဟုတ်တယ်လားနစ်နာသွားတတ်တယ်ဘဝနစ်နာသွားတတ်တယ်ရှိတယ်ဗျဒီခေတ်မှာနောက်အများကြီးပေါ်အောင်မယ်အများကြီးပေါ်အောင်မယ်အဖြေဆိုင်းဖို့တပ်ပေးတဲ့ပုဂ္ဂိုလ်များများပေါ်လာလေခင်ဗျားတို့များများဒုက္ခရောက်လေပဲဒါမေတ္တာဘုရားသာသနာကွယ်လာပြီအဲ့ဒါသာသနာကွယ်လာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်တွေများလာတာကို
ဘုန်းကြီးတို့ပုဂ္ဂိုလ်ထောင်းအရှင်သာရိပုတ္တရာရှင်မောက္ကလန်တောင်မှပဲအဖြေမပေးဘူးနော်ဘုရားရှင်သာလေသောတာပန်ဘယ်ကိုသောတာပန်ဖြစ်တဲ့ဘာဖြစ်တယ်လို့ပြောတာဟုတ်တယ်လားအရေးရောင်တော့ကြတာပေါ့မသိဘူးလားသိတာပေါ့သို့တော့အဖြေမပေးကောင်းဘူးဟုတ်တယ်လားအဲ့ဒါလို့အဖြေပေးလို့ရင်ဘုရားကိုပုတ်ခတ်တာရောက်တယ်ဘုရားကိုစော်ကားတာရောက်တယ်ရှင်းကိုရှင်းရင်လားဒေသနာတော်မြတ်ကိုလမ်းကြည့်လို့ရှိရင်သိသိတာလေမြတ်စွာဘုရားတခါတည်းယဟန်တန်ဃာတော်တွေကလူဒီမင်းလို့ပြောမိဆုံးမိရှိလို့ရှိရင်မြတ်စွာဘုရားဘယ်ပါရပိုက်တယောက်ကဘယ်လိုမေးပါတယ်ဘုရားဥပဒကတယောက်ကဘယ်လိုမေးပါတယ်ဘုရားတပည့်တော်ကိုမေးတဲ့ကလောကကြီးမြဲပါသလားလောကကြီးမမြဲဘူးလားလောကကြီးအထင်ရှားရှိပါလားလောကမှာလောကကြီးမြဲတာလောကကြီးမမြဲဘူးလားလောကကြီးလောကကိုဘသူကဖန်ဆင်းတယ်စတယ်မေးတဲ့ကဘုရားမဟုတ်ဘူးဘုရားမဟုတ်ဒီလိုပဲတပည့်တော်ဖြေခဲ့ပါတယ်တပည့်တော်ဖြေခဲ့တဲ့ဖြေဒီဘုရားရှင်ကိုများစော်ကားတာရောက်ပါသလားဘုရားမြတ်စွာဘုရားရှင်ကိုပြမတာရောက်ပါသလားဘုရားလို့ယဟန်တန်ဃာတော်ကြီးတွေခဏယဟန်တာပုဂ္ဂိုလ်တွေနော်အဲ့လိုဘုရားကိုလာပြီးချောက်တာတော့အမှန်လို့ရှိဘုရားကတော့အဲ့ဒါသင်တို့ဘုရားကိုစော်ကားတာမဟုတ်ပါဘူးစော်ကားတာမဟုတ်ပါဘူးအမှန်ပြောတာပါပဲဘုရားလောကမှာလောကကြီးမြဲတယ်လည်းမဟုတ်ဘူးမမြဲဘူးလည်းမပြောဘူးဘာလို့လောကကြီးပါတော့လောကဆိုတာရှိတာမရှိဘူးလားတတ္တဝါဆိုတာရှိသလားမရှိဘူးလားတတ္တဝါသည်မြဲတည်တာမမြဲဘူးလားတတ္တဝါမြဲတည်တယ်အောင်မမြဲတည်မအောင်လားဆိုရင်တတ္တရာဒိဋ္ဌိဥစ္စေတာဒိဋ္ဌိနဲ့မေးတာကိုသက္ကာယဒိဋ္ဌိနဲ့မေးလို့ရင်ဖြေစရာလို့သလားဘာဖြစ်လို့ဖြေစရာမလိုတာလဲမေးရင်ဖြေစရာမရှိလို့ဖြေစရာမလိုတာရှင်းကိုရှင်းရင်လားသူတို့ဖြေတဲ့အဖြေကအမှန်မှမဟုတ်ပဲဒိဋ္ဌိနဲ့မေးတာကိုအမှားနဲ့မေးရင်အမှဖြေစရာမလိုဘူးလေဟုတ်ကဲ့လားတတ္တဝါဆိုတာရှိတာမရှိဘူးလားရှိတာကယုံနာပဲရှိဟုတ်တယ်လားယုံနာဓမ္မသင်္ခါရတရားတွေကဖြစ်ပြီးပြည့်စည်ခြင်းရှိတယ်ဘာသာရှိတယ်ပြည့်တဲ့ဘောသာရှိတယ်ဟုတ်ကဲ့လားယောက်ျားဘဝမိန်းမကောပုဂ္ဂိုလ်တော်ကိုအားလုံးပြင်းညက်အားဖြင့်လားခေါ်ဝေသုံးဆွဲထားတာယောက်ျားမိန်းမပုဂ္ဂိုလ်တော်သုံးဆွဲထားတာပြင်းညက်နဲ့သုံးထားတာပရမတ်နေအားဖြင့်ယောက်ျားလည်းမတွေ့ရမိန်းမလည်းမပုဂ္ဂိုလ်တော်မတွေ့ရဘာနဲ့မှတွေ့တဲ့မဲ့ခန္ဓာ၅ပါးတွေ့အချင်းချင်းယုံနာနှစ်ပါးသိယုံနာနှစ်ပါးကအချင်းချင်းဖြစ်တယ်နဲ့ပြစ်တာပဲရှိတယ်ဗျာဘာမှမရှိဖို့သုံးညက်တတ်မြင်ရမယ်ရှင်းရှင်းရဲ့လားဘာမြင်ရမယ်ဖြစ်ချင်းဖြစ်ပေါ်လာသမျှသောသင်္ခါရတရားတွေအလုံးပြည့်စည်နေတာပဲပါဟောနမိတ်လေးပေါ်ရင်နမိတ်လေးရှိသလားမရှိဘူးဝမ်းသာစရာရှိသလားမရှိဘူးဝမ်းနည်းစရာရှိတယ်ရှိတာကြံကြည့်လိုက်ပါဦးမရှိဘူးနော်ဘယ်အာယုနမိတ်ပဲဝင်ဘာလေးပေါ်ဖြစ်ပေါ်လာသမျှသောအာယုမှန်သမျှတွေဖြစ်ပြီးပြည့်စည်တဲ့ဗာသစ္စာသိတဲ့ဉာဏ်ကသေတာကငြိမ်းသွားမှာကသစ္စာခိုက်ရမယ်နော်သစ္စာပေါ်လွင်ဖို့အလုပ်ကဘယ်သူလုပ်တယ်ကိုယ်အလုပ်ဒါကြောင့်မို့လို့ဘယ်လိုနမိတ်ပဲပေါ်ဘယ်လိုအာယုပဲပေါ်ဘယ်လိုပုံစံကြီးပဲဟောတခါတည်းဘုရားဆင်းတော်ပဲတွေးရနတ်ပြည်နတ်ခန္ဓာပဲတွေးရဘယ်လိုပုံစံတွေးရတဲ့ဇေဒီပထိုးဖူးရဒါသမထအာယုဟုတ်တယ်လားဒါသမာဓိအာယုသမထအာယုအဲ့ဒါလေးကိုပဲငါဘာဖြစ်လို့ဘာဖြစ်ပြီဆိုပြီးဆွဲမှားနေတတ်တယ်လမ်းသွားရင်လမ်းစားပြောင်းနေတတ်တယ်သမထအာယုလားမရှိကိုအရှိလို့ရတာနော်မရှိကိုအရှိလို့ယူတာဘာလို့ခေါ်လဲသမထအာယုဟုတ်တယ်လားဝိပဿနာအာယုကမရှိတာကိုမရှိအရှိကိုအရှိနားလည်ပြီနော်အရှိကိုအရှိအတိုင်းမရှိကိုမရှိအတိုင်းထိုးထူးနဲ့ပညာနဲ့ပရမတ်ကိုကွဲပြီးတော့ဟောပညာလောကမှာတော့အမေရှိတယ်အဖေရှိတယ်ညီကောင်မောင်နှမရှိတယ်ယဟန်တန်ခါရှိတယ်ဘုရားရည်တို့ရှိတယ်မရှိလားရှိလားအဲ့ဒီသမုဒ္ဒိပညာထဲမှာလည်းပဲပယ်ရမယ်သမုဒ္ဒိပညာနဲ့မပယ်ရတဲ့သမုဒ္ဒိပညာပရမတ်ရှိပညာရှိတယ်နော်အမေဆိုတာပယ်လို့ရမလားအမေရဲ့ဖေရဲ့ညီကောင်မောင်နှမဘုရားတန်ခါရှိတယ်မရှိဘူးလားရှိလားပယ်လို့ရပါမလားပယ်ရင်ဩစိတဖြစ်သွားမှာပေါ့ပရမတ်လွန်ခဲ့ရင်ဩစိတနော်ပရမတ်လွန်ခဲ့ရင်ပညာလွန်ခဲ့ရင်တတ္တတာပညာလွန်ခဲ့ရင်ပရမတ်လွန်ခဲ့ရင်အရေးကြီးတဲ့ယောဂီများတရားအလိုအားထုတ်တဲ့ပုဂ္ဂိုလ်များဉာဏ်သွေးတွေအားကောင်းမှုလို့တဲ့အဲ့ဒီတော့ဘယ်နမိတ်ပဲပေါ်ဘယ်အာယုလေးပေါ်လာအာယုချမ်းသာသွားတယ်မှန်မှန်ငြိမ်ချသွားတတ်တယ်ခဏငြိမ်ကနေဖြစ်နေတတ်တယ်အဲ့ဒါမညာဖောညာပေါ်တာမဟုတ်ဘူးနော်သိမ်မွေးသောဌိနမိတ်တာဖြစ်နေတာဒုက္ခမယုတ်လို့ခေါ်တယ်သိမ်မွေးသောဒုက္ခမယုတ်လို့ခေါ်တယ်အဲ့ဒါဒုက္ခမယုတ်ကလေးတွေသိမ်မွေးနေတဲ့တော်ချစ်ကနေပကနေသမထချုပ်နေတာကိုပင်လေဒါမညာဖောညာပေါ်သွားတဲ့ဘယ်နှစင်းရသွားပြီဘယ်နှစင်းဖြစ်သွားပြီဆိုလို့ရှိရင်လမ်းပေါ်မှာ
မနစ်နာဘူးလားအဲ့ဒါကိုအထင်ကြီးသွားပြီဆိုရင်သွားပြီဒီပုဂ္ဂိုလ်နားလည်ပြီနော်တရားအားထုတ်လို့ဖြစ်ရင်တရားအားထုတ်လို့ပြီးလို့ရှိရင်ဘာဖြစ်ပြီဆိုအောင်မြင်သွားပြီဆိုရင်ခေါင်းညိတ်ခေါင်းခါဘာလုပ်လိုက်ပါဆိုလုပ်ပြန်ပြီထိုးထိုးလုပ်ခိုင်းပြန်ပြီအဲ့ဒါတွေကဘုရားအဆုံးမမဟုတ်ပဲနားလည်ပြီနော်အဲ့တော့ဘုရားအဆုံးမတရားကတရားဓမ္မတရားဆိုတာတည်ငြိမ်တယ်နော်ဟောငါတရားသိရှိမရှိဆိုတာကိုဖြစ်ခဲ့တာလေးကိုတကယ်မညာဘုံညာပေါ်လို့ရှိရင်ပြန်ဖြစ်ကိုပြန်ချုပ်တရားဆက်မဆက်ဖို့ဝင်စားကြည့်မှသိမယ်မညာဘုံညာတကယ်ပေါ်ထားတဲ့ပုဂ္ဂိုလ်ဟာဖြစ်ပြအစွန်းကိုဉာဏ်နဲ့ယုံထွက်ထားတဲ့ပုဂ္ဂိုလ်သည်ဖြစ်ကိုပြန်ကြည့်ပြန်ကြည့်တဲ့ဖြစ်ပြနဲ့မနဲ့ကိုင်းရင်နဲ့ဟောဖြစ်ပြအစွန်းကိုငါညှိမယ်နိဗ္ဗာန်ကိုပြန်အာရုံပြုငါတရှင်တို့ကတွေ့ခဲ့တဲ့တရားတွေမှန်ဆိုတာပြန်ညွှတ်လိုက်မယ်ဆိုရှင်ဖြစ်ကိုမနဲ့မရင်မှတ်ဆိုဖတ်ဆိုဖြစ်ဒီတော့ပါပြီဖြစ်နေရက်ပြီးတော့မပြတ်တဲ့និရောဓနယ်ပယ်ကိုညှို့ကိုင်းနေတတ်တယ်အဲ့ဒါမှန်သွားပြီတကယ်ကိုတီးကြီးညီနဲ့ခေါင်းကြီးခေါင်းကမပါဘူးနော်ဟုတ်တယ်လားအဲ့ဒါ6လို့တဲ့ဆိုတာဒါတွေညာသမထအာယုတို့ပင်လူတွေကိုလှည့်စားနေတာအမျိုးစုံပြုလုပ်နေတာတချို့တကယ်ခေါင်းကြီးသွားတယ်ဆိုတော့အဲ့ဒီနတ်တွေကိုသူတို့ပိုင်ပြီးတော့နတ်တွေကိုအမျိုးမျိုးလုပ်ပြီးသူတို့ကခိုင်းစေပြီးတော့လူတွေကိုလှည့်စားသွားတာအဲ့ဒါတော့တရားမဟုတ်တရားအတုယုံနေဖြစ်ပြီးတော့တရားဓမ္မတွေဘဝနစ်နာသွားတတ်တယ်အရေးကြီးတာဘသူပေါပြောပဲကိုယ်တဏ္ဍာမှာကိုယ်အသိဆုံးပဲစောင့်ကြည့်ပါလောလောဆယ်မသိသေးလို့စောင့်ကြည့်ရတယ်ငါဘယ်လောက်များလောဘနဲ့ပတ်သက်ပြီးသိခံလို့ဘယ်လောက်ရလာပါလဲဒေါသနဲ့ပတ်သက်ပြီးငါဘယ်လောက်များထိမ့်သိစောင့်ချလို့ရပါလဲမောဟဒီငါပိုင်ဘယ်လောက်ပယ်လို့ရပါလဲနော်မာနတရားတွေငါဘယ်လောက်တက်သေးတယ်လဲအိဒါမစ္စရိယအာယုန်တွေကြံသေးသလားကိုယ့်တက်တာမနာလို့ကိုယ့်တက်ကြီးပွားတာမကြိုက်တဲ့အာယုန်တွေခဏဝင်မိသေးသလားအဲ့ဒါလေးသတိထားကြည့်ငါသူများဒီပေါ်မှာမနာလို့မူးတက်စေဖြစ်နေသေးတယ်တရားထိုင်တာကအစတချို့ကကိုယ်နာမှာတရားထိုင်တာအကြာကြီးထိုင်တာကိုကြည့်တော့နှခမ်းရွယ်ပြီးတော့အကြာကြီးထိုင်သူများတရားကြီးတရားထိုင်တာကိုပဲလေမစ္စရိယဖြစ်တဲ့ပုဂ္ဂိုလ်ရှိသေးတယ်ဟုတ်တယ်လားကိုကြတော့မထိုင်နဲ့ကိုကအကုသိုလ်များတာကိုသူများကုသိုလ်ရှိလို့ထိုင်နေတယ်ဆိုတော့အဲ့ဒါသူများထိုင်နေတာကိုဘာဖြစ်တတ်တယ်မစ္စရိယတက်ပြီးတော့ဖြစ်နေတတ်တယ်အကုသိုလ်ဝင်နေတတ်တယ်အဲ့ဒါလို့တရားနဲ့ရတာတယ်ဆိုပြီးတော့ကိုကတရားသိလဲလှုပ်တာပဲဆိုတော့သူတစ်ပါးကမစ္စရိယရှိမယ်ဆိုအဲ့ဒါနဲ့မစ္စရိယရှိတတ်ဖို့တရားမရလို့သောတာပန်ဒီထားတဲ့ပုဂ္ဂိုလ်ဟာဒိဋ္ဌိဝိသိကိတာသီလပရပရမတ္တအိဒါမစ္စရိယတန်ရောစဉ်၅ပါးကိုပယ်ထားပြီနော်ဘာပယ်ထားပြီအောက်သွားရင်တန်ရောစဉ်၅ပါးကိုပယ်ထားပြီအိဒါမစ္စရိယကိုဋ္ဌတမနာလို့စိတ်တွေမရှိတော့ကိုဋ္ဌကြီးပါမတက်တာတယ်မရှိတော့ဘူးဟုတ်တယ်လားမာယွင်းသောအယူမာယွင်းသောအကျင့်တွေကိုမကျင့်တော့ဘူးမာယွင်းသောအကျင့်ဆိုတာတတ္တလသာမတရားရမယ်တတ္တလမသာတရားမရဘူးတတ္တလသာမသီလပြည့်စုံတာတတ္တလမသီလမပြည့်စုံစတဲ့မာယွင်းသောအယူဝါဒတွေလက်မခံတော့ဘူးဒါဘုရားအယူမဟုတ်ဘူးဟုတ်တယ်လားဘုရားအဆုံးအမတပါးသောအဆုံးအမကိုလက်မခံတော့ဘူးလေဒီကတိကာလကအာဇိယဝါဒတွေကလွှမ်းမိုးနေတာကိုအဲ့ဒါအာဇိယဝါဒနာကိုလိုက်ပြီဆိုလို့ချင်းဟောတရားမရတဲ့ပုဂ္ဂိုလ်လိုက်တာဗျာတရားရတဲ့တရားရပြီးတရားဝိပဿနာဉာဏ်ကိန်းထားတဲ့ပုဂ္ဂိုလ်ဆိုရင်မလိုက်တော့ဘူးဘယ်လိုစားမှဘယ်လိုလုပ်မှမဟုတ်တော့ဘူးဘုရားရှင်ဆုံးမမျက်စိမှပရိပဒါအစားတော့ကအဓိကမဟုတ်အကျင့်ဒီအဓိကဟောအစားတော့ဒီအဓိကမဟုတ်အကျင့်ဒီအဓိကဒါဆိုဘုန်းတို့မိတယ်ဘုန်းဘာလို့အတန်းကားမဲ့အသားတွေမစားတာလဲဗျာဘုရင်ကျမ်းမာကြီးရမစားတာကုန်းတော်သားမစားဘူးဘာဖြစ်လို့မလဲကျမ်းမာကြီးရမစားတာစိတ်ထဲမှာစားလို့ရှိနေတဲ့ခန္ဓာကိုယ်ကြီးအဲ့ဒါကြောင့်ဘုန်းကြီးခြောင်ထားတာလည်းမဟုတ်ဘူးဘယ်လိုမှမဟုတ်ဘူးသို့တော့ဝတ္တမသာဝိရတောက်တယ်ခရမ်းသီးနဲ့ငါးနဲ့ခရမ်းသီးနဲ့ဝတ္တနဲ့ရောရှိသားလေးကိုဝတ္တဖယ်ထားတဲ့ခရမ်းသီးရွေးစားတယ်အစွဲမရှိဘူးဟုတ်တယ်လားဘာကြီးဆွေးထားတယ်ဘာကြီးဝေးထားတယ်ဘာကြီးနဲ့ဒါဆွဲထားတယ်အဲ့လိုအစွဲကြီးမရှိဘူးမဆန်းတော့ငါအနတ်မခံနိုင်ဘူးအဲ့ဒီစိတ်ဓာတ်တွေမရှိဘူးအနတ်မခံနိုင်ဆိုတော့အဲ့ဒီပုဂ္ဂိုလ်တဏ္ဍာမှာကိလေသာတွေကိုမပယ်တတ်နိုင်လို့ဟုတ်တယ်နန္ဒောနန္ဒာပေါ့ဗျာဒါပေမဲ့လို့လဲနန္ဒေခန္ဓာကိုအပုပ်ပုံခန္ဓာကိုအပုပ်ကောင်ကပုတ်မှာပေါ့စားကြရမှတိုင်းမှအပုပ်သိုးကြီးပဲကောင်းတာမှမရှိပဲဟုတ်တယ်လားမစားသေးခင်ကနည်းနည်းလေးတော့မနံသေးဘူးဟိုစားလဲစားပြီလေချောင်းကျော်အကုန်လုံးမစင်ပေဘူးဖြစ်သွားတာပဲနားလည်ပြီနော်အဲ့လိုသဘောပေါက်ထားတဲ့အခါဘယ်လိုပဲစားစားအစားသောက်တဲ့အဓိကလားအကျင့်ဒီအဓိကလားအဲ့ဒါလိုမြင်လို့ရှိရင်သီလပရပရမတ္တမရှိတော့ဘူးဟုတ်တယ်နော်အကျင့်မမှားတော့ဘူး
ဒါကြောင့်မလို့ဒိဋ္ဌိဝိသိကိစ္စသီလပရပါရမတ္တအိတ်တမေစရိယအောက်တန်ယောဇိ၅ပါးကိုဘာညာကပယ်တာသောတပတ္တိမေညာကပယ်တာနော်ဒါတော့ကိုယ့်ကိုစောင့်ကြည့်ပါတရားအသိတိငါဘလို့ရပြီမရဘူးဆိုတာကိုယ့်ကိုစောင့်ကြည့်ပြီးပါလောကရန်အာယုန်နဲ့တိုက်ဆိုင်လာလို့ရှိမခံနိုင်သေးဘူးဆိုရင်တရားမရသေးဘူးဟုတ်တယ်နော်မိမိကြောင့်သူတစ်ပါးကြောင့်ခန္ဓာနေတဲ့ခန္ဓာဘဝတွေသာသမီဆွေမျိုးညီကောင်မောင်နှမတွေကြောင့်လောကရန်တကူတိုက်ဆိုင်တုံလို့ပြီးဆိုရင်ငါတရားမရသေးပါလားဟာငါတရားရပြီထင်ခဲ့တာမရသေးပါလားတုံလို့၆ချားသေးတာကိုဆက်ပြီးပါလို့ရအောင်မယ်အဖြေမတောင်းနဲ့သူတစ်ပါးထံကအဖြေမတောင်းနဲ့နားလည်ပြီနော်ကိုယ်တဏ္ဍာထဲမှာပေါ်လွင်ဖို့အတွက်ကိုကျင့်ရမယ်နော်ဘယ်ချိန်လေးကျင့်ရမယ်ဒီကနေ့ကာလတိုင်အောင်ဟုတ်တယ်လားကိုယ်လောကဘယ်ချိန်လေးတရားတွေအားထုတ်သွားမယ်ဒီကနေ့ကာလတိုင်အောင်ဒီတောင်မှပဲဗာမှတ်ပြီးသိရမယ်ဒါကိုယ်လုံးဗာရတယ်ငါရတယ်ဆိုတော့အဲ့ဒါကိုယ်လုံးမဟုတ်ဘူးဟုတ်တယ်လားဒါကြောင့်တရားဓမ္မတွေကိုကိုထင်ရှားနေအောင်သိမ်မွေ့နေဆိုင်သောအတိလေးဒီစိတ်ပိုင်းဆိုင်ရာနုညံသိမ်မွေ့သောဇွန်အားပိုင်ရှင်ဖြစ်အောင်တို့သူတော်ကောင်းများကြင့်ကြံပွားများအားထုတ်ကြကုန်လေအမှားပဲလို့အမှန်ရောက်ကပင်အမောင်ပြောက်လို့အလင်းရောက်နိုင်ကြပါစေလို့မေတ္တာပို့ရင်းကဲအချိန်စိတ်ပြီးတော့ကြအောင်သူတရားဒီကိုရင်ဝဲပိုင်ပြီးဆူတောင်းမြပေးပြီးကြရအောင်ဤသို့ပြုရညာပေါင်းညာကြောင့်အမတ္တခေမဒီနိဗ္ဗာန်ကိုဧကံထောက်လျှောက်ရောက်စဉ်သောတနေ့ယခုအာထောက်သမျှမြတ်ဘာကကိုမိဘဆေယာမျိုးသားနဲ့အိုမာကောင်းပြကိုဆောင်နကအရင်စားရရှိသမျှလုံးစုံဘုံ30ဖြစ်ဖြစ်သမျှရှိသမျှဝိနိယတို့သာကြပါစေဒီငါဝေသည်မြာတွေသာတို့ခေါ်စေသောကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောအရိယာသူတော်ကောင်းတို့ဩဇာသောမေတ္တာနဲ့ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်အာတုကုသိုလ်မြတ်လူတော်မူကြပါကုန်လောရိယာသူတော်ကောင်းတို့ဩဇာသောမေတ္တာနဲ့ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောပရိယာသူတော်ကောင်းတို့ဩဇာသောမေတ္တာကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်သာ